လွန်ခဲ့တဲ့1999ခုနှစ်တုန်းကသာတူရိုတို့ခေါ်တဲ့ဂျပန်မျိုးသားတယောက်ကသူ့အလုပ်ကနေအိမ်ပြန်လာတဲ့အချိန်မှာသူ့မိန်းမကိုမိဖို့ကြောင့်တဲမှာတည်ဆုံးလက်သားသိရှိခဲ့ပါတယ်။ရဲတွေကမှုခင်းဖြစ်ပွားတဲ့နေရာကိုစစ်ဆေးခဲ့ပေမဲ့တရားခံကိုပေါ်ထုတ်နိုင်မဲ့ဘာတက်တရထောက်ထားမှမသိခဲ့ပါဘူး။အဲ့ဒီအချိန်မှာ DNA စစ်ဆေးမှုကရှိပြီးသားဖြစ်ပေမဲ့အရန်စေးကြီးပြီး data analyze လုပ်ဖို့ကလည်းမရှိသလောက်ဖြစ်နေပါတယ်။ဒါကြောင့်သာတူရိုကနေပညာတွေတိုးတက်လာမဲ့နေ့ကိုစောင့်ဖို့အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။သူကတခြား apartment တစ်ခုကိုပြောင်းနေခဲ့ပြီးမိုလာ apartment ကိုတော့ဒီတိုင်းမဖြစ်မဖြစ်ပဲဆက်ငါထားခဲ့တာပါ။အဲ့ဒီအိမ်ထဲဘာမှမထိပဲမခိုင်ပဲအခင်းဖြစ်ပွားတဲ့နေရာကိုဒီတိုင်းထားခဲ့ပါတယ်။ဒီလိုနဲ့26နှစ်ကြာတဲ့အထိလစဉ်ဒေါ်လာ900လောက်ပေးခဲ့ပြီးအိမ်လွတ်ကိုဆက်ငါထားခဲ့ပါတယ်။စုစုပေါင်းဆိုရင်ဒေါ်လာ3,4500လောက်ကုန်ခဲ့ပါတယ်။ဒါပေမဲ့သူ့အဆုံးဖြတ်ချက်ကအလကားမဖြစ်ခဲ့ပါဘူး။2025ခုနှစ်အရောက်မှာတော့ရဲတွေကအဲ့ဒီ apartment ကိုပြန်လာပြီးနောက်ဆုံးပေါ်နေပြည်နယ်နဲ့ထပ်မံစစ်ဆေးခဲ့ပါတယ်။အဲ့ဒီခါဒီနဲ့ကညီမှုတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။တရားခံကတော့စာသူတို့နဲ့အကြောင်းလုံးကအတူတက်ခဲ့တဲ့မိမတယောက်ဖြစ်ပြီးသူမကစာသူတို့ကိုအရန်ချစ်ခဲ့တဲ့သူဖြစ်ပါတယ်။ပြီးတော့အဲ့ဒီမနာလူမှုအကြောင်းလွန်ခဲ့တဲ့26နှစ်တုန်းကစာသူတို့ရဲ့မိမကိုတက်ခဲ့တာဖြစ်ပါတယ်။ခုတော့သူမကတကြွထောင်နဲ့ရင်ဆိုင်နေရပါတယ်။26နှစ်ကြာပြီးနောက်စာသူတို့ကနောက်ဆုံးမှာသူမိမအသက်ခံခဲ့တဲ့မိဖို့ချောင်းကိုတန်ရှင်းပြီးအဲ့ဒီအဖတ်မဲ့ကိုပြန်ပြောင်းပြီးနေခဲ့ပါတယ်